ချင်းစစ်ဆေးခြင်းကလေးကိုစိတ်ချစွာမွေးပြီးတဲ့အခါအချင်းမွေးရန်အချိန်ရောက်ပြီဖြစ်ပါတယ်ပုံမှန်အားဖြင့်နာရီဝက်အတွင်းအချင်းကျတတ်တဲ့အချင်းထွက်လာရင်လက်တစ်ဖက်နဲ့ကင်လိုက်ပြီးအမေးပါများအစုံထွက်လာရန်လိန်ပြီးလှဲ့ထုတ်ပါသွေးနှင်းငယ်သာဆင်းသင့်ပြီးအမြန်ရက်သွားပါမယ်တခါတလေတော့တိမ်ထဲမှာအချင်းရဲ့အစိတ်ပိုင်းဒါမှမဟုတ်အမေးပါကြံနေတတ်ပါတယ်ကြံနေရင်သွေးဆက်ဆင်းတတ်တဲ့ဒါမှမဟုတ်ပိုးဝင်စေပါတယ်ဒီဗီဒီယိုမှာအချင်းကြတဲ့အခါအစိတ်ပိုင်းများကြံမကြံဘယ်လိုစစ်ဆေးမလဲဆိုတာကိုပြသသွားပါမယ်အရင်ဆုံးခန္ဓာကိုယ်ထဲမှာအချင်းကဘယ်လိုဖြစ်နေသလဲကြည့်ကြရအောင်ခလေးမွေးပြီးတဲ့နောက်တအိမ်ညှစ်တယ်မကြခင်အချင်းကတအိမ်နံရံမှကွာကြလာတယ်ကွာတဲ့နေရာမှာသွေးခဲဖြစ်ပေါ်တယ်တအိမ်ကဆက်လက်ညှစ်ပြီးသွေးကြောတွေကိုလိုက်ပိတ်တယ်အချင်းကတဖြည်းဖြည်းအောက်ကိုကျလာပြီးမွေးလန်းကြောင်းမှတဆင့်မွေးထွက်လာတယ်ဒါပေမဲ့တစ်ခါတလေတအိမ်ထဲမှာအချင်းအစိတ်ပိုင်းကျန်နေတတ်ပါတယ်အစိတ်ပိုင်းသေးသေးလေးပင်လျင်တအိမ်ဝတ်တာကိုတားဆီးပြီးသွေးကြောတွေကသွေးဆက်ဆင်းနေတတ်ပါတယ်ဒီကတဆင့်သွေးသွန်ခြင်းသို့မဟုတ်ပိုးဝင်ခြင်းမျိုးဖြစ်တတ်ပါတယ်အချင်းကိုတေးသေးချာချာစစ်ဆေးဖို့အလွန်အရေးကြီးပါတယ်ချောင်းမွေးတောက်ပတဲ့ဘက်ချမ်းကတအိမ်ထဲမှာခလေးဘက်ကိုမျက်နှာမူတယ်ချက်ကျိုးဟာလည်းအဲ့ဒီဘက်ချမ်းမှာပဲရှိပြီးသွေးကြောအပြာရင့်ရောင်တွေအများကြီးဖြာထွက်သွားတယ်ချင်းရဲ့မိခင်ဘက်ချမ်းကိုလှည့်ကြည့်လိုက်ရင်ကြမ်းတမ်းနီရဲတဲ့အသားတုံးလိုမြင်ရမယ်ဒီဘက်ချမ်းကကိုဝင်ဆောင်စဉ်တအိမ်ရဲ့နံရံမှာတွဲကပ်နေတဲ့အပိုင်းဖြစ်တယ်အချင်းစုံမစုံစစ်ဆေးဖို့လက်အိတ်ဆွတ်ထားတဲ့တစ်လက်ဖွားနှစ်ခုပေါ်ကိုအချင်းကိုမိခင်ဘက်ချမ်းဘက်ကိုအပေါ်ထားပြီးကြည့်ပါအဖို့တွေစုံမစုံတစ်ခုနဲ့တစ်ခုအန်ကိုက်မကိုက်တေးသေးချာချာကြည့်ပါအချင်းဘေးပတ်လေအနားမှာသွေးကြောတွေစုပ်ပြဲနေလားကြည့်ပါသွေးကြောပြတ်ရာတွေ့ရင်အချင်းပိုရှိနေတာကိုညွှန်ပြတာဖြစ်ပါတယ်အချင်းကိုတစ်လက်ဖွားနှစ်ခုကိုဖြတ်လိုက်ရင်ပျောက်နေတဲ့အစိတ်ပိုင်းဒါမှမဟုတ်အကွဲကြောင်းတွေရှိမနေရပါအမေးပါစုံမစုံစစ်ဆေးပါပြဲပြီးတွန့်နေတာတချို့နေရာမှာအမေးပါပျောက်ဆုံးနေတာရှိတတ်ပါတယ်အချင်းရဲ့မိခင်ပက်ချမ်းအစိတ်ပိုင်းပြောင်းနေရင်အဲ့ဒီအစိတ်ပိုင်းကတအိမ်ထဲမှာကျန်နေတာမျိုးဖြစ်နိုင်တယ်အချင်းအစိတ်ပိုင်းကျန်နေရင်မိခင်အတွက်အန္တရာယ်ရှိပါတယ်တအိမ်ကအကုန်မဝတ်တဲ့အတွက်မိဖွားပြီးသေးသွန်ခြင်းနဲ့ပိုးဝင်ခြင်းအန္တရာယ်ရှိပါတယ်မွေးလန်းကြောင်းတွေကတစ်ခုခုထွက်နေတာဖြစ်စေသွေးဆက်ဆင်းနေတာဖြစ်စေမြင်တွေ့ရင်မွေးလန်းကြောင်းစမ်းသပ်ဖို့လိုကြောင်းမိခင်ကိုရှင်းပြပါပိုးသက်ထားတဲ့လက်အိတ်ဝတ်ပါပြီးရင်မွေးလန်းကြောင်းနဲ့တအိမ်ကောင်းကိုညင်သာစွာစမ်းသပ်စစ်ဆေးပါမွေးလန်းကြောင်းနဲ့ကြန့်ရှိနေတဲ့အချင်းနဲ့အမေးပါအစိတ်ပိုင်းတွေကို sponge forceps ကရိယာသုံးပြီးဆွဲထုတ်ပါတိမ်ထဲမှာပါကြံနေသေးတယ်လို့တန်တရားရှိရင်အချင်းစိတ်ပိုင်းတွေကိုပိုးသက်စင်တဲ့နီလန်းနဲ့ဖယ်ရှားခြင်းကိုလေ့ကျင့်ထားတဲ့ကျန်းမာရေးစောင့်ရှောက်သူထံမိခင်ကိုလွှဲပြောင်းပေးပါမှတ်သားရန်အချင်းစုံမစုံစစ်ဆေးရန်အတွက်အချင်းကိုမိခင်ဘက်ချမ်းကိုကြည့်ပါတခါတလေတအိမ်ထဲမှာအချင်းအစိတ်ပိုင်းကြံနေတတ်ပါတယ်အချင်းစိတ်ပိုင်းကြံနေရင်သွေးသွန်ခြင်းသို့မဟုတ်ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်